သွားရောက်ဆေးကုသပြီးအမိမြန်မာပြည်ကိုပြန်ရောက်လို့မကြခင်မှာပဲသူချစ်တဲ့ရွှေမန္တလေးကိုအရောက်ပြေးလို့မင်္ဂလာပွဲမှာတချင်းဆူပေးခဲ့တာကတော့သူ့ဘဝအတွက်မမ်းမြေမှာနောက်ဆုံးဆိုခဲ့တဲ့ပွဲလို့ဆိုနိုင်ပါတယ်မြန်မာဖြစ်တဲ့ကိုဝင်းဦးရဲ့နှလုံးသားမှာထာဝရညီးတွင်နေတဲ့ဂီတဟာမြန်မာဂီတပဲဖြစ်တဲ့ဆိုတဲ့အချက်ကိုသူနဲ့အနီးကပ်ဆုံးဂီတပညာရှင်များကောင်းစွာသိနာလည်ခဲ့ကြပါတယ်သူဟာခေတ်ပေါ်တေးဂီတကိုအများကြိုက်ဆိုခဲ့လှုပ်ခဲ့ဂီတကင်ခဲ့ပေမဲ့ဒါတွေကိုဝင်းဦးဟာရောင်းတန်းဂီတလို့သာသဘောထားခဲ့ပြီးအကယ်စင်စစ်သူ့ရင်မှာမသိစိတ်နဲ့ပဲဖြစ်ဖြစ်ဒီစိတ်နဲ့ပဲဖြစ်ဖြစ်ကိန်းအောင်ဆွဲလန်းနေတဲ့နှလုံးသားဂီတကတော့မြန်မာဂီတပဲဖြစ်တယ်ဆိုတာကိုသူ့ရဲ့လှုပ်ရှားမှုမှတ်တမ်းများကသက်သေပြုလို့နေပါတယ်အလန်းဆန်းနေမဲ့ခိုင်မာလာနှင်းစီတပွင့်တပွဲတင်းနဲ့တဲတဲဝင့်ဝင့်ထဲတဲထာဝရသင်းပြန်လှိုင်းကျွဲနေမိတာဖြစ်ပါတော့တယ်ဒီလာညောင်တွင်ပေါင်းတဲ့မင်း